ဒီနေ့ညညမှာစံတော်ချိန်နနက်တနာရီခွဲမှာကစားကြမယ်။ Manchester United အသင်းနဲ့ Bilbao အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်မင်္ဂလာပါ KGN YouTube Channel ကနေကြိုဆိုပါရစေ။ဒီညညမှာစံတော်ချိန်တနာရီခွဲမှာ United တို့အနေနဲ့အဝေးကွင်းမှာ Bilbao အသင်းကိုရင်ဆိုင်ကစားရတော့မှာပါ။တရားနီတို့အနေနဲ့လုံးဝအမှားခံလို့မရတဲ့ပွဲပါ။ဒီတော့ Bilbao အသင်းဘက်ကိုအရင်ဆုံးသုံးသက်ကြည့်အောင်ပါ။ပြည်တွင်းလိရဲ့နောက်ဆုံး၅ပွဲမှာတော့2ပွဲနိုင်2ပွဲတည်ချထားပါတယ်။ဒီရလက်ကစိုးတယ်လို့ထင်ရပေမဲ့သူတို့လည်းတရားနီတို့လိုပဲယူရိုပါလိကိုအာရုံစိုက်ထားလို့ဖြစ်နိုင်ပါတယ်။အိမ်ကွင်းကစားကောင်းတဲ့အသင်းဖြစ်ပြီး18ပွဲကစားထားရမှာ3ပွဲပဲရှုံးထားပါတယ်။ယူရိုပါလိမှာတော့ရှုံးပွဲမရှိကစားထားတာက United ဆိုပေမဲ့ကစားပုံအကောင်းဆုံးနဲ့တည်ငြိမ်မှုအရှိဆုံးက Bilbao အသင်းပါ။ပြိုင်ပွဲတစ်လျှောက်ကြော်ဖြတ်ခဲ့တဲ့အသင်းတွေကတော့ Roma အသင်းနဲ့ Rangers အသင်းတို့ဖြစ်ပါတယ်။ဒါဆိုတရားနီတို့ဘက်ကိုကြည့်အောင်ဗျ။တရားနီတို့ကတော့ထုံးစံအတိုင်းပဲပြောစရာများနေပါ။ Premier League နဲ့ Europa League လုံးဝမတူပါဘူး။ Premier League မှာတော့အခြေအနေမကောင်းသလောက် Europa League မှာတော့တော်တော်ကောင်းပါတယ်။နောက်ဆုံးကစားခဲ့တဲ့5ပွဲမှာတော့3ပွဲရှုံး2ပွဲတည်နဲ့နိုင်ပွဲလုံးဝမရှိပါဘူး။ Europa League မှာတော့16သင်းအဆင့်မှာ Real Sociedad ကိုနိုင်ဒီနောက် Quarter Final မှာ Lyon အသင်းကိုနောက်ကျကမ်းပတ်နဲ့ကျော်ဖြတ်နိုင်ခဲ့တာပါ။ဒါဆိုဒီနှစ်တင်းရဲ့ပွဲတွင်ဖြစ်လာနိုင်တဲ့အခြေအနေကိုသုံးသပ်ရအောင်ပါ။ Bilbao အသင်းကအိမ်ကွင်းအားကောင်းတဲ့အသင်းပါ။တောင်ပိုင်းမှာကစားကြတဲ့ Willian ညီကိုအဓိကထိန်းကစားနိုင်တရားနီတို့အနေနဲ့အခြေအနေကောင်းနိုင်ပါတယ်။တရားနီတို့ရဲ့ Europa League အဝေးကွင်းဆွမ်းဆောင်ရေးကလည်း short တက်လို့မရပါဘူး။ဒါဆိုဖြစ်လာနိုင်တဲ့ပွဲထွက်လူစင်းကိုကြည့်အောင်ပါ။ဂိုးသမားနေရာမှာအိုနာနာပဲပွဲထွက်လာနိုင်ပြီးတော့ဘိုခန်စစ်မှာတော့ Maguire နဲ့ Euro right back မှာဒါလော့ left back မှာတော့ဒိုကူပဲပွဲထွက်လာနိုင်ပါတယ်။ကွင်းလယ်မှာ Ugarte, Casemiro နဲ့ Bruno တို့ပွဲထွက်လာနိုင်ပါတယ်။တိုက်စစ်မှာတော့ Garnacho နဲ့ Hojlund တို့ပဲဖြစ်ပါလိမ့်မယ်။ဒီညပွဲမှာတော့ United တို့ကအောက်သင်းနေနဲ့ကစားရမှာပါ။ဒီညမှာစပိန်ကုန်းမဖြစ်ဖို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်အနေနဲ့ကတော့တရားနီတို့တရေလောက်ခံကစားနိုင်လိမ့်မယ်လို့ခန့်မှန်းပါတယ်။ညီကိုတို့အနေနဲ့ဒီညပွဲမှာဘယ်အသင်းအနိုင်ရသွားမလဲ။ comment မှာဝင်ရောက်မှတ်ချက်ပေးနိုင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကို channel တိုင်း subscribe လေးလုပ်ပေးခြင်းဖြင့်အားပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ